ဒီမင်းကလေးက CCTV မှတ်တမ်းကိုထုတ်မပြမချင်းတော့လူတွေအားလုံးကအမှန်တရားကိုမသိခဲ့ကြဘူး။အိမ်ရှင်တွေကသူ့ကိုနှိပ်စက်ပါတယ်ဆိုပြီးအကွက်ဆင်ဆွဆွဲခဲ့တဲ့ဒီအိမ်ဖော်မဟာတကယ်တော့အိမ်ကအဖိုးရန်ပစ္စည်းတွေကိုခိုးနေတဲ့တခိုးမကြီးဖြစ်နေတာပါ။ဒါပေမဲ့ဒီမင်းကလေးကတော့အိမ်ဖော်မကသူ့အပေါ်လာပြီးဆရာလုပ်တာကိုမခံနိုင်တာနဲ့လက်ပါပြီးအိမ်ပေါ်ကနေပါမောင်းချပစ်လိုက်တယ်။ဒါကိုအိမ်ဖော်မနောက်မှာကြောထောက်နောက်ခံအင်အားကြီးကြီးရှိနေတာသူမသိခဲ့ဘူး။အဲ့ဒီလူကတော့တခြားသူမဟုတ်ပဲသူ့အဖိုးရဲ့ညီဦးလေးလေးပါပဲသူကမိသားစုပိုင်ပစ္စည်းတွေကိုအပိုင်စည်းကျင်နေတာကြပြီးဖြစ်လို့အိမ်ဖော်မနဲ့ပေါင်းပြီးတေတန်းစာအတုလုတ်ကအိမ်ကလူတွေရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးပစ္စည်းတွေကိုတဖြည်းဖြည်းချင်းလိမ်ယူဖို့ကြံစည်နေခဲ့တာပါ။သူ့ကြံစီတွေကိုနေကပြန်လာတဲ့ကောင်မလေးကဖျက်ဆီးပစ်လိုက်လိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ဘူး။ဒါနဲ့ဦးလေးကနောက်ထပ်အကွက်တစ်ခုထပ်ဆင်ပြန်တဲ့ကောင်မလေးရဲ့အဖေစီကိုဖုံးဆက်ပြီးသမီးကိုမိသားစုဝင်အဖြစ်တရားဝင်အတိအမှတ်ပြုတဲ့ဂုဏ်ပြုပွဲလုပ်ပေးခြင်းနဲ့လို့ပြောလိုက်တာပေါ့။ဒါပေမဲ့ပွဲနေ့မှာတော့အိမ်ဖော်မကိုပွဲတဲ့အထိလွတ်လိုက်ပြီးအဆက်ခွဲခိုင်းတော့တာပဲအိမ်ဖော်မကဒီမိသားစုကအဖိုးရဲ့တေတန်းစာကိုမလိုက်နာပဲငါ့ကိုနှိပ်စက်ပြီးအိမ်ပေါ်ကနှင်ချတယ်ဆိုပြီးအော်ဟစ်ငိုယိုပြီးအကွက်ဆင်တော့တာပေါ်ပြီးတော့ဒီပွဲလုပ်ပေးတာကလည်းလူထင်ကြီးအောင်ဟန်ပြလုပ်နေတာသမီးရင်းကိုကြတော့အဖိုးဆုံးမဘာလို့အသေးတန်လိုက်ရှာပြီးခေါ်လာတာလဲဆိုပြီးအဆိုးပြောပါလေရောဒါကိုကြတော့ပွဲလာတဲ့လူတွေကလည်းတီတိုနဲ့ဝေဖန်ကြတာပေါ့ကောင်မလေးရဲ့မိဘတွေကတော့ကြောက်ကြောက်လန့်လန့်နဲ့ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာကောင်မလေးကရှေ့ကိုထွက်လာပြီးငါကလည်းနင့်ကိုရှာနေတာငါတို့အိမ်ကခိုးသွားတဲ့ပတ်စံတွေပြန်ရောခိုင်းမလို့အခုတော့နင်ကငါတို့ထောင်ချောက်ထဲကိုအလိုလိုတိုးဝင်လာပြီပေါ့လို့ပြောလိုက်တဲ့အိမ်ဖော်မလဲအဲ့ဒီစကားကြတော့မျက်နှာပြတ်သွားတာပေါ့ဒါပေမဲ့ဦးလေးစီကအချက်ပြမှုကိုရလိုက်တာနဲ့ဒီနေကလာတဲ့ကောင်မလေးကငါ့ကိုမဟုတ်မမှန်ဆွဆွဲနေပါတယ်ဆိုပြီးပြန်ပြီးရန်တွေးတော့တာပဲချက်ချင်းဆိုသလိုပဲနေကကောင်မလေးရဲ့မွေးစားမိဘတွေရောက်လာပြီးငါတို့သမီးကိုဘသူကနေကလာတဲ့ကောင်မလေးလို့ပြောတာလဲဆိုပြီးဒေါသတကြီးနဲ့အိမ်ဖော်မကိုပါရိုက်ချလိုက်တဲ့အိမ်ဖော်မကလည်းမလျှော့ပဲမင်းတို့နေကလူတွေကပညာမတတ်ဘူးဆိုပြီးဆဲဆိုပြန်ရောအဲ့ဒီအချိန်မှာပွဲတွေကလူတယောက်ကဟောတာတနိုင်ငံလုံးကလေးစားရတဲ့တက္ကသိုလ်ပါမောက္ခကြီးမဟုတ်လားဆိုပြီးအတိအမှတ်ပြုလိုက်တယ်။အဲ့ဒီမှာတင်မွေးစားအဖေဖြစ်သူကမိဘအရင်တွေဟာနှစ်ပေါင်းများစွာကုသိုလ်ရေးတွေလုပ်လာခဲ့တဲ့မှတ်တမ်းတွေကိုထုတ်ပြပြီးဒီလိုစိတ်ထားကောင်းတဲ့လူတွေကအိမ်ဖော်ကိုနှိပ်စက်ပါမလားလို့မေးလိုက်တယ်။အိမ်ဖော်မလဲကြံရမရဖြစ်ပြီးမှန်းတွေကိုဆွဲဖြည့်ပစ်ကစင်ကြေတွေပေးတော့တာပေါ့ဒါပေမဲ့လူတွေကအိမ်ဖော်မရဲ့အလိညာတွေထက်နာမည်ကြီးပါမောက္ခကြီးရဲ့စကားကိုပဲယုံကြတော့တယ်အိမ်ဖော်မလဲအရန်ဒေါသထွက်ပြီးနေကလူတွေဆိုပြီးထက်ဆဲပြန်တော့ကောင်မလေးကမခံနိုင်တော့ပဲသူ့ကိုကန်ချလိုက်တယ်ဒါကိုမြင်တော့ဦးလေးကဝင်ပါလာပြီးလူကြီးကိုမလေးမစားလို့ရမလားဆိုပြီးကောင်မလေးကိုအပြစ်တင်တော့တာပေါ့တကယ်တော့ဒါဟာကောင်မလေးစောင့်နေတဲ့အခွင့်အရေးပါပဲသူကဦးလေးနဲ့အိမ်ဖော်မပေါင်းပြီးပစ္စည်းတွေလွှဲယူထားတဲ့အထောက်ထားတွေအကုန်စုဆောင်းထားပြီးသားပါဒါနဲ့သူ့အကိုကို CCTV မှတ်တမ်းတွေကိုဖွင့်ပြဖို့ဓာတ်ရိုက်ခိုင်းလိုက်ပါတော့တယ်